နေ့ဒီဇင်ဘာ13ရက်အမေစုရတာကင်အဲရစ်တဲ့ all in one piece movement မှာတရတာပါဝင် support လုပ်တဲ့အနေနဲ့ကျဲဆိုရဲချင်းဒီနဲ့တမန်နဲ့ပတ်ကနေပါဝင်ခံပြပါခင်ဗျာတိုက်ပွဲမှာသူတို့ဟာအသွေးနဲ့အသားကိုပုံအပ်ထားတင်းတို့တွေတကယ်လိပ်ပြလို့ရလားကြောက်တရားတွေနဲ့ရှင်သန်ခဲ့ကြတဲ့ချင်းမျိုးစများနဲ့ငါတို့ရဲ့တိုက်ပွဲမျောလင့်နေတဲ့ရွှေရောင်နေ့ရက်များလမ်းလို့သွားဖို့ຫນွေဦးຫນွေရဲ့အောင်မွေတချို့တွေပြန်မစိုးနိုင်တော့သေးတချို့တွေပြန်မလာနိုင်တချို့တွေမောင်ရည်နီလမ်းပြောင်းခဲ့ကြပြီဒီနေ့မှရအောင်ပြီရောက်နေဒီလင်းကြီးတကယ်ပဲတင်းတို့လိပ်ပြလို့နိုင်မလားကျဲလေးတွေကျွေလွင့်ကြီးတင်းတို့လိပ်ပြလို့ရလားအနာဂတ်တွေမတည်ကြတော့ပါဒီတိုက်ပွဲမှာသူတို့ဟာအသွေးနဲ့အသားကိုပုံအပ်ထားတင်းတို့တွေတကယ်လိပ်ပြ